ခဏအကြာမှာတော့အဲ့ဒီကြောက်မက်ဖွယ်နဂါကြီးကရုတ်တဲ့အသွင်ပြောင်းပြီးတော့သိငယ်တဲ့ကြောင်လေးတစ်ကောင်ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့သူတို့အဖွဲ့ကတော့တတိထားကြီးစွာနေစေမို့မယ်လီယာက၎င်းရဲ့အခြေအနေကိုချက်ချင်းစစ်ဆေးလိုက်တာပါ။အဖြေကချင်းနေပါတယ်။ဒါအသွင်ပြောင်းလဲနိုင်သူတာဖြစ်ပြီးအစစ်အမှန်နဂါမဟုတ်ပါဘူး။အဲဒါကြောင့်သူတို့အနေနဲ့ဒီနဂါကိုလွယ်လွယ်ကူကူအနိုင်ရခဲ့တာလို့ချင်းပြနိုင်ပါတယ်။တကယ်တော့အစစ်အမှန်နဂါဆိုတာရင်သူတို့ကိုအလွယ်တကူချေမှုန်းနိုင်မှသိချပါတယ်။ရုတ်တဲ့ကြောင်လေးနိုးလာခဲ့ပြီးစန့်တန်းလိုက်တာပါ။အိုးလူသားတယောက်ကိုချုံနှိပ်ခဲ့ရတာကဘယ်လောက်အချက်ရစရာကောင်းလဲလို့သူကငင်းညူလိုက်ပါတယ်။အိုဒါကမိစ္ဆာတွေစကားပြောနေတာမသိခဲ့တဲ့အတွက်အံ့အားသင့်သွားခဲ့ပါပြီ။ဒါပေမဲ့ကြောင်ကနှာခေါင်းချုပ်ပြီးကျေးဇူးပြုပြီးငါကတာမန်မိစ္ဆာမဟုတ်ပါဘူးလို့ပြောလိုက်တာပါ။ငါကိုနှတ်ဆိုးသခင်ကိုယ်တိုင်ဖန်တီးထားခဲ့တာဖြစ်ပြီးငန်ရင်မြင့်မာချင်းကိုပေးအပ်ထားတာမို့ရိုးရိုးမိစ္ဆာတွေထက်အများကြီးပိုပြီးထူးခြားပါတယ်။ငါကပျော်စရာတက်တက်အနေနဲ့ငကားပုံစံတရုပ်ဆောင်ကြည့်ရှင်ရုံတက်တက်ပါ။ဒါပေမဲ့အရန်လွန်သွားခဲ့လို့ဒီလိုချုံနှိပ်ခဲ့ရတာပါ။သူမကအော်ဒါကိုစိုက်ကြည့်ရင်မင်းတတ်ချင်ငါကိုတတ်နိုင်ပါလေလို့ပြောလိုက်ပါတယ်။ဒါပေမဲ့အရင်ဆုံးနှတ်ဆိုးသခင်စီကတည်င်းစကားတစ်ခုကိုမင်းကိုပေးဖို့လိုတယ်။တည်င်းစကားကတော့အော်ဒါကိုနှတ်ဆိုးသခင်ရဲ့ရဲတိုက်ကိုလာရောက်လဲပါဖို့ဖိတ်ခေါ်ခြင်းပဲဖြစ်ပါတယ်။အော်ဒါမှာနားမလည်နိုင်အောင်ဖြစ်သွားခဲ့ပါပြီ။နောက်ဆုံးသခင်ကသူ့လိုလူတစ်ယောက်ကိုဘာကြောင့်တွေ့ရှင်ရတာလဲ။ပြီးတော့သူ့အကြောင်းကိုဘယ်လိုများသိနေရတာလဲ။ကြောင်ကနောက်ဆုံးသခင်ရဲ့အစီအစဉ်တွေကတော့မင်းလိုပဲငါလည်းဘာမှမသိဘူးလို့ဖြေလိုက်တာပါ။ဒါမဲ့ငါရဲ့တာဝန်ပြီးပြောပြီးတာနဲ့မြေပြင်ပေါ်မှာလဲလျောင်းလိုက်ပြီးကဲငါကိုစတတ်လို့ရပြီလို့ပြောလိုက်ပါတယ်။အော်ဒါကမင်းကငါမတတ်ဘူးလို့ပြပြတတပြောလိုက်တာပါ။မင်းကမိစ္ဆာဖြစ်ပေမဲ့အန်တယ်ရှိတဲ့သူလို့တော့ငါမထင်ဘူး။ပို့ပြီးတော့ငါကကြောင်ချစ်တတ်တဲ့သူတယောက်ဆိုတော့ဒီလိုကြောင်တကောင်ကိုရဲရဲဆက်ဆက်တပ်ဖြတ်တာကိုချောင်ရှင်နေကြောင်ကတော့မျက်ခုံးပင့်ပြီးတတိပေးလိုက်ပါတယ်မင်းတီလာပေါ့အခန်းတကားတွေကတရရောက်တီမှာပွင့်မှာမင်းဒီမှာတသက်လုံးပိတ်မိနေခြင်းပဲမတင်ဘူးနော်ဒါမဲ့အော်ဒါကငါတခြားနီလန်းချမယ်လို့ကခိုင်မှာပြောလိုက်ပါတယ်အဲ့ဒီအခါအမယ်လီယာကဝင်ပြောလာခဲ့တာပါဒီအတွက်ဖြည့်ရှင်းနည်းတစ်ခုတော့ရှိနိုင်နေတဲ့အော်ဒါကဒီကြောင်ကိုသူ့ရဲ့အပေါင်းအဖော်တတ်တော်အဖြစ်ပေါင်းဖက်လိုက်ရင်သူကဘော့အဖြစ်တမခံရမှာမဟုတ်ပေတခါတည်းပွင့်သွားနိုင်ပါတယ်ဒါပေမဲ့သူမကအရေးကြီးတဲ့တတိပေးချက်ကိုပေးခဲ့ပါတယ်ဒီလိုပေါင်းဖက်တဲ့အစီအစဉ်မှာမန္နာကိုအလွန်တိကျစွာထိန်းချုပ်ဖို့လိုအပ်တာပါအကယ်၍အော်ဒါကမာယွန်းသွားရင်သူရောကြောင်ပါတိတ်ဆုံးသွားနိုင်ရှိပါတယ်အိုတာကတော့မျက်နှာတစ်ချက်မှမပြတ်ပဲအန်ဒီယာကိုလက်ခံတယ်လို့ပြောလိုက်တာပါအမယ်လီယာကလည်းနားမလည်နိုင်ဖြစ်သွားခဲ့ပါပြီမင်းအခုမှတွေ့တဲ့ကြောင်တကောင်အတွက်အသက်ပေးဖို့ဘာလို့ဒီလောက်စန္ဒရှိနေရတာလဲအိုတာကရိုးရိုးလေးပဲပြန်ပြေးလိုက်ပါတယ်ဒါငါလို့ဖို့ဆုံးဖြတ်လိုက်တဲ့ကိစ္စပဲဒါကြောင့်အဆုံးထိဆက်လုပ်သွားမယ်ကြောင်ကတော့ဘယ်လိုဖြစ်စိတ်ဝင်စားတဲ့ပုံစံနဲ့မင်းကြိုက်တာလုပ်ပါလို့ပြောလိုက်ပါတယ်အော်ဒါကအမယ်လီယာကိုလှည့်ပြီးကောင်းပြီးအစီအစဉ်ကိုဘယ်လိုစရမလဲရှင်းပြပါအောင်လို့မေးလိုက်တာပါအမယ်လီယာကပထမဆုံးအနေနဲ့မင်းချောက်ကိုနာမည်ပွေးဖို့လိုအပ်တယ်လို့ပြောလိုက်ပါတယ်အော်ဒါခဏအကြာစဉ်းစားပြီးတဲ့နောက်မှာတော့နာမည်တစ်ခုပေးလိုက်တာပါအော်ဒါကကြောင်ကိုနိုင်လို့နာမည်ပေးလိုက်ခြင်းကကြောင်ရဲ့အမွေးတွေကညကောင်းကင်ရဲ့အလားအပကိုအမတ်ရစေတာကြောင့်ဖြစ်ပါတယ်ကြောင်ကလည်းအဲ့ဒီနာမည်ကိုသဘောကျပေမဲ့ကျူးမဆိုင်တဲ့ဟန်ဆောင်နေခဲ့တာပါအော်ဒါကအမယ်လီယာကိုပေါင်းဖက်ခြင်းအစီအစဉ်ရဲ့နောက်တစ်စိတ်ကိုမေးလိုက်ပါတယ်သူမကအော်ဒါအနေနဲ့သူ့ရဲ့ဝိညာဉ်နှစ်ခုပေါင်းစည်းဖို့အတွက်တောင်တဲကိုသူ့ရဲ့မာနာကိုလွှဲပြောင်းထည့်သွင်းရမှာလို့ပြောပြလိုက်ပါတယ်အမယ်လီယာကအော်ဒါလုပ်နိုင်မယ်လို့ယုံကြည်ပေမဲ့တတိပေးစကားကလည်းပြောခဲ့တာပါမင်းစားတင်လိုက်တာနဲ့နောက်ပြန်လဲလို့မရတော့ဘူးပထမအချိန်မှာမအောင်မြင်မင်းသိဆုံးလိမ့်မယ်လို့ပြောခဲ့ပါတယ်အော်ဒါကလည်းစိုးရင်စရာမရှိတဲ့အကြောင်းသူကင်သွဲနေတာတေချာတဲ့အကြောင်းပြောခဲ့ပြီးအမယ်လီယာကလည်းသူ့ကိုယုံကြည်လိုက်ပါတယ်အော်ဒါကနိုင်လို့အမိပေးလိုက်တဲ့ကြောင်တဲကိုမာနာကိုစတင်လွှဲပြောင်းထည့်သွင်းလိုက်ပါတယ်သူတို့နှစ်ဦးပူပေါင်းမှုတစ်ခုဝန်းရလိုက်ပြီးအော်ဒါရဲ့ဝိညာဉ်ကနိုင်ရဲ့ဝိညာဉ်တဲကိုဆွဲခေါ်ကန်လိုက်ရပါတယ်အစပိုင်းမှာငင်းချမ်းတရားရှိတော်လေရုပ်တဲ့ပြုတ်ခွဲပျက်စီးလို့နေပါဖြစ်နေတဲ့မြို့တစ်မြို့ပေါ်ကနေကြာနေတာကိုသူတွေ့လိုက်ရပါတယ်ဒီပျက်စီးခြင်းအားလုံးကိုဖန်တီးခဲ့တဲ့သူကနိုင်ကတပါတခြားသူမဟုတ်ပါဘူးဒါသူမရဲ့ရှည်လျားတဲ့တက်တန်းတစ်ချောင်းမှာဖန်တီးခဲ့တဲ့မရေမတွက်နိုင်တဲ့ဘေးအန္တရာယ်များထဲမှာအမတ်ရစရာတစ်ခုပါသူမဆက်ပြီးပျက်စီးမှုတွေကိုမဖန်တီးခင်မှာအော်ဒါကလက်လန်းတားလိုက်ပြီးရလိုက်တော့လို့အော်ဟစ်ခဲ့ပါတယ်ဒီအတန်ကနာရဲ့အာယုံကိုဖန်ဆားလိုက်တာကြောင့်သူမကပောက်ခွဲအားတစ်ခုကိုအော်ဒါဘက်ကိုပြစ်လွတ်လိုက်ရအော်ဒါကခေါင်းမိုးတစ်ခုပေါ်ကိုစောင့်ကြပြီးအနှဲငယ်တန်ရရသွားခဲ့ပါတယ်နိုင်ကအော်ဒါကိုဓာဆွဲပြီးအခုချက်ချင်းငါ့ကိုတတ်လိုက်လို့ပြောလိုက်တာပါဘယ်ကြောင့်ဆိုတော့အကယ်၍သူမတတ်ရင်အော်ဒါရဲ့အသက်ဆုံးရှုံးမှာဖြစ်ပြီးဒီနေရာမှာတေဆုံးခြင်းကလက်တွေ့ဘဝမှာအတိညာကင်းမဲ့တဲ့သူအဖြစ်ရောက်ရှိသွားမှာဖြစ်ပါတယ်ငါကသူ့မှာရှိသမျှအာရအားလုံးနဲ့တိုက်ခိုက်ခြင်းဖြင့်အော်ဒါကိုပြန်လည်တိုက်ခိုက်ဖို့အတင်းအကျပ်တွန်းအားပေးနေတာဖြစ်ပါတယ်လက်တွေ့ကဘာမှာအမယ်လီယာကအော်ဒါရဲ့နားများကနေသွေးတွေစီးကျနေတာကိုတွေ့လိုက်ရပြီးဒါဝိညာဉ်ရဲ့တက်ခိုက်နေပြီဆိုတာကိုပြသနေခဲ့တာပါဝိညာဉ်လောကမှာတော့အော်ဒါကနိုင်စီကိုတက်တက်ပြေးဝင်လာခဲ့ပါတယ်သူမကအော်ဒါဟာသူ့ကိုဓာတ်နဲ့ထိုးတော့မယ်လို့ထင်လိုက်တဲ့အချိန်မှာအော်ဒါဟာတိုက်ခိုက်ခြင်းမပြုဘဲသူမရဲ့လက်သေးတွေအပေါ်မှာသူ့ကိုသူစိုက်ဝင်ခံလိုက်ရပါတယ်ဘာလို့လဲဆိုတော့သူမကိုမတတ်ချင်လို့ပါ